အားလုံးမင်္ဂလာပါတယ်လီဗန်မဲနေပြန်လဲပြီးကြိုဆိုလိုက်ပါတယ်နောက်ရသည်လီဗာပူးသင်းမှာပဲဆက်ရှိတော့မှာဖြစ်တဲ့အန်ဒီရိုဘတ်ဆန်ပေါ့နော်ကျွန်တော်တို့ဒီသတင်းကမနေ့ကလောက်တည်းကတက်လာပြီပေါ့တက်လာရဆိုတာကကျွန်တော်တို့အက်တလက်တီကိုမက်ဒရစ်ကအက်တလန်တာရဲ့ဘေတောင်ကစားသမားတယောက်ကိုသူတို့ဘက်ကခေါ်ယူလိုက်နိုင်ပြီအဲ့တော့အက်တလက်တီကိုမက်ဒရစ်ဘက်ကလည်းကျွန်တော်တို့ဒီအန်ဒီရိုဘတ်ဆန်ဘက်ကိုမခေါ်တော့ဘူးပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့မခေါ်တော့တဲ့အခြေအနေဖြစ်သွားပြီအဲ့တော့ကစားသမားဘက်ကလည်းလီဗာပူးမှာဆက်နေတယ်ပြဿနာမရှိဘူးဖြစ်တဲ့အတွက်ကစားသမားကအခုလီဗာပူးမှာပဲနောက်ရသည်မှာဆက်ရှိဖို့တရားသလောက်ဖြစ်သွားပြီဒါပေမဲ့တခုရှိတာကျွန်တော်နောက်ရသည်ဆက်ရှိမယ်ဆိုလို့ရှိရင်အခုမီလိုကာကစ်လည်းရောက်လာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဘေတောင်ကစားသမားကကျွန်တော်3ယောက်တိတိဖြစ်သွားပြီပေါ့နော်တေချာပေါ့လီဗာပူးက3ယောက်တိတိတော့ထားမှာမဟုတ်ဘူးအဲ့တော့တယောက်ကိုတော့ရောင်းမယ်ဆိုတော့တေချာပေါ့ရှိတယ်အဲ့တော့အခုအန်ဒီရိုဘတ်ဆန်ဆက်ရှိမှာဖြစ်တဲ့အတွက်ကော့စတက်စီမီကတေချာပေါ့အယောင်ဘက်ကိုကော့စတက်စီမီကက်ကိုရောင်းဖို့အတွက်တုံးတက်လောက်လာလိမ့်မယ်လို့ကျွန်တော်မြင်တယ်ပေါ့ဒီကြားထဲမှာကစားသမားကိုအခုကစားသမားဘက်ကလည်းလီဗာပူးမှာပြောမယ်ဆိုလို့ရှိရင်ဗျာလီဗာပူးစိတ်ထဲတော့အပြည့်ရှိတယ်လီဗာပူးမှာ100တီကိုပွဲ20လောက်ကစားရတာတခြားအသင်းမှာပွဲ40လောက်ကစားရတာ ਨੇ ညီတယ်ဆိုပြီးတော့ပြောလိုက်တဲ့ကဒီကစားသမားကိုတော်တော်သဘောကျပါတယ်ဒါပေမဲ့လီဗာပူးမှာလည်း3ယောက်လောက်ထားမှာမဟုတ်တာ3ယောက်ထားမှာမဟုတ်တာဖြစ်တဲ့အတွက်ကျွန်တော်တေချာပေါက်တော့ကော့စတက်စီမီကက်ကရောင်းဖို့အတွက်တရားသလောက်ရှိတယ်ပေါ့နော်အဲ့တော့အန်ဒီရိုဘတ်ဆန်ကနောက်ရသည်မှာတော့တရားပေါက်ကျွန်တော်အထင်တော့အလွတ်နဲ့ပြောင်းရွှေ့သွားမလားဆိုတော့ကျွန်တော်စောင့်ကြည့်ခြင်းစီကတော့ကောင်းနေပေါ့နော်အခုချိန်မှာတော့စာချုပ်တက်တန်းတိုးတာတော့ဘာလို့ဘာမှမရှိသေးဘူးစောက်တက်တန်းတိုးဖို့လည်းဘာမှမပြောသေးဘူးအဲ့တော့ဘလို့ဆက်ရှိစေခြင်းလဲဒါမှမဟုတ်လို့ရှိရင်တခြားအန်ဒီရိုဘတ်ဆန်ကိုပဲရောင်းပြီးတော့ကော့စတက်စီမီကက်ကိုပဲဆက်ထားခြင်းလားဒါမှမဟုတ်ကော့စတက်စီမီကက်ကိုရောင်းပြီးတော့အန်ဒီရိုဘတ်ဆန်ကိုဆက်ထားခြင်းလားဘလို့မြင်ကြလဲအားလုံးကျွန်တော်ကွန်မန့်ဝင်ဆွေးနွေးပြလို့ရပါတယ်အားလုံးကျေးဇူးများတင်ပါတယ်